ဒီဟာဒီဘယ်အသင်းနေဘလို့ကောင်းကောင်းလဘာကိုကြော်နိုင်မှာမဟုတ်ဘူးမင်းဘက်မှာအားကိုးစရာလူတစ်ယောက်လုံးရှိနေမှာတော့မင်းကပြောရှိတာပေါ့ဆိုတဲ့စကားလိုမျိုးဒီဟာဒီမှာလည်းလဘာဘူးကိုဘယ်အသင်းမှရှင်လို့ရနိုင်မှာမဟုတ်ပါဘူးလဘာကကစားမကောင်းနေခေါ်ထားလို့လားဆိုရင်နိုးလို့ဖျားမှာဖြစ်ပြီးလဘာအသင်းမှာကစားမကောင်းနေခေါ်ထားတာထက်ပိုတဲ့အရာတွေပိုင်ဆိုင်ထားခဲ့ပြီဖြစ်တဲ့အတွက်ပြန်မဲ့တွေဘလောက်ကောင်းကောင်းလဘာဘူးကိုသာမော်ကြီးဖို့မကြိုးစားနဲ့လို့ကြိုပြီးတော့သတိပေးထားလိုက်ချင်ပါတယ်ဒီလိုပြောတော့တချို့တွေကတမျိုးထင်ကောင်းထင်နိုင်ပါတယ်လူတယောက်ရဲ့အောင်မြင်ခြင်းဟာစ조사မှုတစ်ခုတည်းနဲ့အောင်မြင်မှုရဖို့ဆိုတာကတိတ်ပြီးလွယ်ကူမှာမဟုတ်ပါဘူးရှေ့လူကြီးတွေပြောနေကြစကားတခုလိုမျိုးအောင်မြင်မှုတစ်ခုရဖို့ဆိုတာကံဉာဏ်ဝိရိယသုံးချက်စလုံးနဲ့ကိုက်ညီအောင်မဆိုပြီးပြောခဲ့ဘူးတာကိုကြားခဲ့ရပူပါတယ်မင်းပါသားမင်းဘလောက်စ조사ကံမပါမလာရင်တိတ်ချစ်ပါတယ်ဆိုတဲ့လူတွေတောင်ကွဲချတာပဲဆိုတဲ့စကားလိုကံစားတာကလည်းလူတယောက်အတွက်အဓိကကျတယ်လို့ပဲဆိုကြပါတယ်တချို့တွေမကောင်းတာတွေလုံးနေပေမဲ့ကံစားတာလေးကောင်းနေတဲ့သူများချက်တားတဲ့သူမျိုးတွေဖြစ်နေတာတွေလည်းအားလုံးလည်းမြင်တွေ့ခဲ့ကြဘူးမှာပါအဲဒါကြောင့်လူတယောက်ရဲ့အောင်မြင်မှုတွေအဆင်ပြေမှုတွေမှာစ조사မှုကအဓိကအရေးပါပေမဲ့ကန်ဆာတာပါထည့်ပြီးပေါင်းထည့်လိုက်မယ်ဆိုရင်တော့တခြားလူတွေထက်ကားလုံးပို့ပြီးတော့တားသွားလိမ့်ရှိပါတယ်အခုလည်းလီဗာပူးအသင်းဟာအဲ့လိုမျိုးပုံစံမျိုးမြင်တွေ့နေခဲ့ရပြီဖြစ်ပြီးအာလီစတောရဲ့အသင်းဟာဒီဟာဒီပရီးမီးယားလိ၄ပွဲမှာ၄ပွဲစလုံးကိုအနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်လီဗာပူးရဲ့အဆိုပါ၄ပွဲမှာအာဆင်နယ်လိုပရီးမီးယားလိချန်ပီယံဆုအတွက်အနည်းဆုံးရန်သူတယောက်နဲ့ပါဝင်နေခဲ့တာဖြစ်ပြီးလီဗာပူးဟာအနိုင်ပြထားခဲ့ကြတာပါလီဗာပူးတို့ဘယ်လိုမျိုးကန်ဆာတာတွေပါနေခဲ့တာလဲဆိုရင်မနိုင်နိုင်တော့ပါဘူးဆိုပြီးတော့ထင်မှတ်ထားတဲ့အချိန်မှာလီဗာပူးကနောက်ကျသွင်းကိုတွေကိုရရှိခဲ့ပြီးအနိုင်ရလက်တွေကိုပိုင်ဆိုင်နေခဲ့ကြတာဖြစ်ပါတယ်ပရီးမီးယားလိပထမဆုံးပွဲစဉ်ပြီးကစားခဲ့တဲ့ဘုံမောက်အသင်းရဲ့ပွဲစဉ်မှာလီဗာပူးအသင်းဟာ2ဂိုးပြည့်နဲ့ဦးဆောင်နိုင်ခဲ့ကြပေမဲ့စီမန်ညိုရဲ့ခြေပါဂိုးတွေကိုခွင့်ပြုခဲ့ရပြီးမိနစ်80ကျော်အထိတပတ်2ဂိုးစီတေရလက်ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်အဲ့လိုမျိုးအချိန်မှာလူစားဝင်ကစားမခေးစာက88မိနစ်မှာသွင်းယူခဲ့တဲ့ဦးဆောင်ဂိုးနဲ့အတူဆာလက်ရဲ့94မိနစ်မှာသွင်းယူခဲ့တဲ့အနိုင်သေးချာစေမဲ့ဂိုးတွေကြောင့်လီဗာပူးအသင်းဟာ4ဂိုး2ဂိုးနဲ့အနိုင်ရရှိခဲ့ကြပါတယ်ဒါပေမဲ့လားဆိုတော့နျူကာဆယ်နဲ့စိန်ညင်ဘက်မှာကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာလည်းလီဗာပူးအသင်းဟာတယောက်ရောက်နေတဲ့နျူကာဆယ်ကို2ဂိုးပြည့်နဲ့ဦးဆောင်ခဲ့ကြပြီးမှပေးဂိုး2ဂိုးပြန်လည်ခွင့်ပြုပေးခဲ့ရပြီးတပတ်2ဂိုးစီတေရလက်ထွက်ပေါ်ခဲ့တဲ့အချိန်မှာပဲလူစားဝင်လူငယ်စားမလေးနူမိုဟာရဲ့သွင်းဂိုးနဲ့အတူ2ဂိုး3ဂိုးနဲ့ထပ်ပြီးတော့အနိုင်ရရှိခဲ့ကြတာပါအာဆင်နယ်နဲ့ FA ကွင်းကစားခဲ့တဲ့ပွဲစဉ်မှာလည်းလီဗာပူးအသင်းဟာတကောကောမရှိနဲ့အနိုင်ရရှိခဲ့ပြီးအာဆင်နယ်ဟာကစားပုံကောင်းခဲ့ပေမဲ့မိနစ်80ကျော်လာတဲ့အချိန်မှာဆိုဘိုစတိုင်းရဲ့လှပတဲ့ free kick ကန်သွင်းချက်နဲ့အတူလီဗာပူးဟာနိုင်ပွဲဆက်ခဲ့ကြပြန်ပါတယ်လီဗာပူးအသင်းတွက်ကံကောင်းခြင်းတွေဟာတောင်းလျှောက်ဆိုလို့ရှိနေခဲ့ကြတာဖြစ်ပြီးသူတို့တွေဟာပြီးခဲ့တဲ့ညကလည်းဗန်လီကိုတကောကောမရှိနဲ့အနိုင်ရရှိသွားခဲ့ကြပြန်ပါတယ်ဗန်လီအသင်းကိုဂိုးမရှိသေးရလန်းနဲ့ပြီးဆုံးပြီလို့ထင်မှတ်ထားပေမဲ့လီဗာပူးအသင်းဟာနောက်ကျပန်တီရရှိခဲ့ပြီးအဝေးကွင်းမှာနိုင်ပွဲဆက်သွားခဲ့ပြန်ပါတယ်လီဗာပူးရဲ့အခြေကြီးဆုံးတိုက်စစ်နဲ့ဗန်လီအသင်းရဲ့ကြီးတဲ့ခံစစ်အားပြိုင်မှုမှာဗန်လီကလိုချင်တဲ့တေတမတ်ကိုရဖို့နီးစပ်ခဲ့ပေမဲ့ဟန်နီဘယ်ရဲ့အုံနောက်မရှိတဲ့လို့ရဲ့ကြောင့်ဗန်လီတို့ညနာသွားခဲ့ရပါတယ်။တပွဲလုံးလီဗာပူးကဘောလုံးပိုင်ဆိုင်မှုအသာဂိုးပေါက်ကန်ချက်အသာနဲ့ဦးဆောင်ကစားနိုင်ခဲ့ပြီးဂိုးပေါက်ကန်ချက်စုစုပေါင်း28ကြိမ်ရှိခဲ့ပေမဲ့ဗန်လီခန်စစ်နဲ့ဂိုးသမားဒူဘရာကာတို့အမှားမရှိခဲ့ကြသလို84မိနစ်မှာကွင်းလေလူဦးကိုချူကူတယောက်နှစ်ဝါဒီနီနဲ့အထုတ်ခံရတာတောင်ဗန်လီအသင်းဟာလီဗာပူးတိုက်စစ်ကိုနောက်ဆုံးမိနစ်ထိကြံ့ကြံ့ခံရင်ဆိုင်သွားခဲ့ကြတာပါ။ဒါပေမဲ့ပွဲပြီးကန်ဒီမှာဖရန်ပေါင်ရဲ့ဖျက်တင်ဘောကိုဟန်နီဘယ်တယောက်လက်ထိခဲ့တဲ့အတွက်ဗန်လီယာကန်ခီခဲ့ပြီးလီဗာပူးဟာသူတို့ရဲ့ကန်ကောင်းခြင်းလက်ဆောင်ကိုထပ်မံပိုင်ဆိုင်သွားခဲ့ကြတဲ့အတွက်ပရီးမီးယားလိမှာနိုင်ပွဲဆက်ကမပေးစရာကိုဆက်လက်ဦးဆောင်နေခဲ့ကြတာဖြစ်ပါတယ်။